ကလေးတို့ရေဒီဗီဒီယိုထဲမှာတော့ဒီချက်ကတော့ on site tan course အကြောင်းကိုဘယ်ကနေ on site tan course ဖြစ်လာတာလဲဆိုတာကိုပြောပြပါမယ် on site tan course ကတော့ HY plane ပေါ်ကနေလာတာပါပဲအဲ့တော့ HY plane မှာဆိုလို့ရှိရင်ကျွန်တော် H ဝင်ရိုးဒီဘက်မှာဘာရှိလဲဆိုတော့အပေါင်းရှိတယ်ဒီမှာဆိုရင် Y တန်မိုးဒီအပေါင်း H တန်မိုးဒီဘက်မှာအနှုတ် Y တန်မိုးဒီဒီမှာအနှုတ်ဒါမျိုးလေးရှိတယ်ဒါဆိုရင်ဟာဒီနေရာမှာရှိတဲ့ H နဲ့ Y နဲ့ဆက်ထားတဲ့ coordinate မှတ်ဒီ H ကလည်း H ကတန်မိုးကလည်းအပေါင်း Y တန်မိုးကလည်းအပေါင်းဒီမှာဆိုရင် H နဲ့ Y နဲ့ဆက်ထားတဲ့ H ကအပေါင်း H ကအနှုတ် Y ကအပေါင်းဒီမှာဆိုရင် H တန်မိုးကလည်းအနှုတ် Y လည်းအနှုတ်ဒီမှာဆိုရင် H တန်မိုးကအပေါင်း Y တန်မိုးကအနှုတ်ဒါမျိုးလေးရှိတယ်အဲ့ဒီကနေ unit circle မှာဆိုရင်ကျွန်တော်တို့ဒီ H တန်မိုးဒီ cos Y တန်မိုးဒီ sin လို့ဆိုတော့အကုန်လုံးကိုကြည့်လိုက်ကောနောက်အကုန်လုံးကြည့်လိုက်ပြီဆိုတော့ရှေ့ကောနောက် sin ရှေ့ကောနောက် sin အကုန်မှတ်ပြီးသွားပြီဆိုရင်ဒီမှာဆိုရင်ကျွန်တော်တို့ကဒီဟာ quadrant ကို first quadrant လို့ခေါ်တယ်ဒါလေးက second ဒါ fourth quadrant လို့ရှိတယ်ကဲ first quadrant မှာဒီကျတော့ cos နဲ့ sin တန်ဖိုးရဲ့လက္ခဏာလေးသိပြီဆိုရင် tangent တန်ဖိုးသိဖို့လိုတယ် tangent ကိုလိုချင် sin ကို cos အပေါင်းကိုပေါင်းစားကျတော့ tangent plus tangent plus ဆိုသူ့ရဲ့ဘာမှဖြစ်တဲ့ကို tangent plus ပြီးရင် cos က plus ဆိုတော့ cos ရဲ့ဘာမှပြောင်းပြန်ဖြစ်တဲ့ secant ကလည်း plus sin plus ဆိုတော့ cosecant လည်း plus ဆိုတော့အားလုံးဒီအပေါင်းနေကြီးဖြစ်နေတဲ့အတွက်ကြောင့်ဒီကျတော့ကသူ့ကိုဘာ plus လို့ခေါ်လိုက်လဲဆိုရင် all plus လို့ခေါ်တာပါ all plus ပါကဲ second quadrant ကိုကြည့် second quadrant ကိုရောက်တဲ့အခါမှာဒီမှာ cos က minus sin က plus ဒါဆိုရင် tangent လေးကိုရှာမယ် tangent ဒီ sin plus ကို minus နဲ့စားလိုက်တော့ minus tangent minus ဆို cotangent လည်း minus cos minus ဆိုရင် secant ကလည်း minus sin က plus ဖြစ်တဲ့ကြောင့်သူ့ရဲ့ပြောင်းပြန်ဖြစ်တဲ့ cosecant က plus ဆိုတော့ကျွန်တော်အဲ့တဲမှာဘယ်သူကပဲ plus ဖြစ်နေလဲဆိုတော့ sin နဲ့ cosecant ပဲ plus ဖြစ်တဲ့အတွက်ကြောင့်ဒီနေရာမှာဒီ quadrant ဒီ sin plus လို့ယူလိုက်တာပါကဲတာ quadrant ကိုကြည့်တာ quadrant မှာ cos နဲ့ minus sin နဲ့ minus ဆိုတော့ကျွန်တော်ချလိုက်မယ် tangent ဆိုလို့ရှိရင် sin ကို cos ကတော့ plus ကနေ minus ကနေ plus ပြောင်းသွားမယ် cotangent ကဘာပြောင်းသွားမယ် plus ပြီးရင် secant ကကျတော့ cos က minus ဆိုတော့သူလည်း minus ပြီးရင် cosecant က sin က minus ဆိုတော့သူလည်း minus ဆိုတော့ဒီထဲမှာ plus ဖြစ်တာဒီဘယ်သူတစ်ခုပဲလည်းဖြစ်နေဆိုတော့ tangent တစ်ခုပဲဖြစ်နေတယ်ဒါကြောင့်ဒီ quadrant မှာရောက်ရင် tangent ဒီ plus ကဲ full quadrant ကိုရောက်ပြီခုနလိုပဲကျွန်တော်ဘာတွေရှာကြည့်မယ် tangent ရှာကြည့်မယ် tangent ဒီဘာတမိုးထွက်လာမလဲ minus cotangent ကလည်း minus secant က cos က plus ဆိုတဲ့ကြောင့်သူဒီ plus sin က minus ဆိုတော့ cosecant ဒီ minus ပါဒါဆိုရင် full quadrant မှာဒီကျွန်တော်ဘယ်သူတစ်ခုပဲ plus လဲဆိုရင် cos တစ်ခုပဲ plus ဖြစ်ပါတယ်ဒါကြောင့်မလို့ all sin tan cos လို့ဒီကျွန်တော်မှတ်တာပါ all plus တန်ဖိုးအားလုံး sin ကနေ cosecant ဒီတန်ဖိုးအားလုံးရဲ့လက္ခဏာလေးဒီ plus ထွက်ရမယ်second quadrant မှာဆိုရင်သူတန်ဖိုးက plus ဆိုတဲ့အတွက်ကြောင့်သူက plus ဆိုရင်သူ့ရဲ့ပြောင်းပြန်ဖြစ်တဲ့ cosecant လည်း plus all sin ဒီမှာဆိုရင် tangent plus ဆိုတော့ cotangent ကလည်း plus ဒီမှာဆိုရင် cos plus ဆိုတော့ secant ကလည်း plus ဒါမျိုးသွားတာပါ all sin tan cos ဒါလေးတွေကိုဘယ်မှာသုံးရမလဲဆိုတာကိုကျွန်တော်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်